ရှော့ဖ်ဂျန်ကိုရဲ့ legacy စစ်ဆေးမှုလားကျန်းဝေလေးကိုဘာကြောင့်ကွင်းစစ်မှန်လို့တမ်းမှန်မှာလဲUFC 322မှာ main event နီးပါးရေးပါတဲ့ပွဲတစ်ပွဲကတော့ flyweight title fight ပါပဲ UFC ရဲ့ကောင်းဆုံး proud for proud fighter နှစ်ဦးဖြစ်တဲ့ Valentina Shevchenko နဲ့ကျန်းဝေလီတို့ရင်ဆိုင်တော့မှာပါ Shevchenko အတွက်ဒါ flyweight ကွင်းအဖြစ်သူ့ရဲ့ legacy ကိုနောက်တစ်ကြိမ်သက်သေပြမယ့်ပွဲပါဒါပေမဲ့ကျန်းဝေလီလုံး power aggression နဲ့ cardio ပိုင်ဆိုင်သူကို flyweight မှာပထမကြိမ်ရင်ဆိုင်ရမှာပါValentina Shevchenko ဟာ flyweight ထဲမှာ9ကြိမ်ဆက်တိုင်းခပ်ပတ်ကာကွယ်နိုင်ခဲ့ပြီး division ကိုနှစ်ပေါင်းများစွာ dominant လုပ်ခဲ့သူပါ။ဒါပေမဲ့ Alexa Grasso နဲ့ပွဲမှာမမျှော်လင့်မဲ submission နဲ့ရှုံးနိမ့်ခဲ့တာဟာသူမရဲ့ career မှာအကြီးမားဆုံးအမဲဆက်ဖြစ်ခဲ့ပါတယ်။ Shevchenko ဟာ Grasso ကို rematch ထိုးပြီး split draw တည်ရတာရခဲ့တာကြောင့်သူမရဲ့ကွင်းတွေဟာတည်ငြိမ်မှုမရှိသေးပါဘူး။ဂျန်ဝီလီကိုနိုင်လိုက်မယ်ဆိုရင် Shevchenko ဟာ I'm still the GOAT လို့ကမ္ဘာကိုအတန်ကျကျနဲ့ကြေညာနိုင်မှာပါ။ Strawweight Champion ဂျန်ဝီလီဟာ UFC မှာ2 Division Champion ဖြစ်ဖို့အိမ်မက်မနေသူပါ။ဂျန်ရဲ့ Flyweight တန်းကိုတက်လာချိန်ဟာ Shevchenko အတွက်အကြီးမားဆုံး physical threat ပါ။ဂျန်ရဲ့အာသာချမ်း Shevchenko ထက်ပါဝါပိုများပြီး takedown attempts တွေကို aggressive လုပ်နေရှိပါတယ်။ Shevchenko ဟာသူမရဲ့ flyweight career မှာကျန်းလို့ explosive power နဲ့ pressure ပေးနိုင်သူကိုတစ်ခါမှမရှင်ဆိုင်ဘူးပါဘူး။ကျန်းက striking မှာ Shevchenko ကိုမကြောက်ပဲရှေ့တိုးလာနိုင်ပါတယ်။ Shevchenko ရဲ့ footwork defense ဟာကျန်းရဲ့ pressure ကိုဘယ်လောက်ထိထိန်းနိုင်မလဲဆိုတာစောင့်ကြည့်ရမှာပါ။ Shevchenko ဟာ knees နဲ့ပိုင်းရာကျန်းကိုအနိုင်ယူနိုင်စွမ်းရှိပေမဲ့ကျန်းရဲ့ durability နဲ့ raw power က fight round မှာ Shevchenko ရဲ့ cardio ကိုထိခိုက်စေနိုင်ပါတယ်။ကျန်းဝေလေးက Shevchenko ကိုနိုင်ပြီး2 Division Champion ဖြစ်သွားရင်တော့ Women's Proud for Proud စီးရင်ရဲ့ထိပ်ဆုံးမှာအငင်းပွားစရာမရှိတဲ့ GOAT candidate တူဖြစ်လာပါလိမ့်မယ်။ Shevchenko အတွက်တော့ဒါအကြီးမားဆုံး threat ပါ။ခံမှန်းချက်ဒီပွဲဟာ close fight တစ်ပွဲဖြစ်မှာဖြစ်ပြီးဂျန်ရဲ့ power နဲ့ takedown threat က Shevchenko ကိုအမှတ်ပေးစရာမှအနိုင်ယူသွားနိုင်ပါတယ်။ဂျန်ဝီလီ decision နဲ့နိုင်ဖို့55%ခွင့်ရရှိပါတယ်။ UFC 322ဟာအမျိုးသမီး MMA လောကရဲ့ hierarchy ကိုပြောင်းလဲပြမှာပါ။ Shevchenko ဟာသူမရဲ့နန်းတော်ကိုကာကွယ်နိုင်မလား။ဂျန်ကကွင်းသစ်ဖြစ်လာမလား။သင်ရဲ့ prediction ကို comment မှာမျှဝေပေးပါအောင်ရှင်။ UFC 322 Final Review အတွက်ကျမတို့ channel ကို subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့နော်။